အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ကတော့ဟာရဆရာဝန်ဒေါက်တာညီကျော်ဖြစ်ပါတယ်ဒီနေ့မှာတော့ Alzheimer ရောဂါနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့စောင်းရန်ရှောင်းရန်လေးတွေကိုမျှဝေသွားခြင်းပါတယ် Alzheimer ရောဂါဘာကြောင့်ဖြစ်ကြတာလဲပေါ့ဖြစ်ရတဲ့အကြောင်းရင်းကကြတော့အများကြီးရှိတယ်အိဒီယာမမွေးရပါ genetic ကြောင့်ပေါ့ဆိုလိုချင်တာကကိုမိပါကိုအဖိုးဖွားတွေမှာဖြစ်ထားတယ်ဆိုရင်ကိုလည်းဖြစ်ဖို့အလားအလာများတယ်နောက်တစ်ခါကျတော့အသက်ကြီးလာတဲ့သူတွေမှာဖြစ်တယ်အုံနောက်ထိခိုက်မှုရှိထားတဲ့သူတွေသွေးတိုးစီးချိုယောဂရှိတဲ့လူတွေအဝလွန်ပြီးတော့လှုပ်ရှားမှုနေတဲ့သူတွေနဲ့ကျန်းမာရေးနဲ့ညီညွတ်တဲ့အစားအသောက်တွေမစားတဲ့သူတွေမှာဆိုရင်ဖြစ်လိဖြစ်တာရှိပါတယ်အဲ့တော့ဒီ Alzheimer ရောဂါကိုဘယ်လိုကာကွယ်ကြမလဲပေါ့နော် Alzheimer ရောဂါကိုကာကွယ်မယ်ဆိုရင်100%ကာကွယ်နိုင်စွမ်းမရှိသေးပါဘူးအဲ့တော့ကျွန်တော်ဘယ်လိုနည်းတွေနဲ့ short ချနိုင်မလဲပေါ့ဒီ short ချနိုင်တဲ့နည်းလမ်းလေးတွေတော့အခုပေါ်လာပြီဖြစ်ပါတယ်အဲ့ဒါတော့နံပါတ်1ကအုံနောက်ကိုမကြာခဏအသုံးပြုတာပေါ့ဥပမာဆိုရင်စာဖတ်ပေးတာစစ်တူရင်ကစားတာနောက်တွေးတောရတဲ့အလုပ်ကလေးတွေလုပ်တာပေါ့နောက်တစ်ခါကျတော့ကျန်းမာရေးနဲ့ညီညွတ်တဲ့အစားအသောက်လေးတွေစားပေးခြင်းအပြင်ရှော့ချပေးနိုင်တယ်ဥပမာဆိုရင်ကျွန်တော်တို့ပင်လယ်ငါးပေါ့ omega 3ကျွဲဝတဲ့ပင်လယ်ငါးတွေစားပေးတာနောက်တစ်ခုကကျတော့ကျွန်တော်တို့ဟင်းသီးဟင်းရွက်တွေစားပေးတာဟင်းသီးရွက်စားတဲ့နေရာမှာအယောင်စုံပေါ့ဥပမာအစိမ်းရောင်အဝါရောင်အနီရောင်စုံအောင်စားပေးတာတတိဝလံစားပေးတာအစိဆန်မျိုးစုံစားပေးတာတွေလုပ်လို့ရပါတယ်နောက်တစ်ခုကကျတော့လေ့ကျင့်ခန်းတစ်နေ့ကိုမိနစ်30လုပ်တာလေ့ကျင့်ခန်းမိနစ်30ဆိုတဲ့နေရာမှာလမ်းလျှောက်တာပြင်ကျန်းတဲ့ဟာတွေအများကြီးလုပ်လို့ရပါတယ်ချက်တောင်ရိုက်တာရေကူးတာအပင်စိုက်တာစသဖြင့်ပေါ့နော်နောက်တစ်ခုကတော့ကျွန်တော်တို့သွေးတိုးစီးချိုကိုလက်စထရောတွေကိုထိန်းပေးဖို့လိုအပ်တယ်စိတ်ဖိစီးမှုလျှော့ချဖို့အတွက်ဆိုရင်တရားထိုင်တာယောဂကျင့်တာတွေလုပ်ပေးဖို့လိုအပ်ပါတယ်အရက်နဲ့စလိတ်ကိုတော့ရှောင်တင်သင့်ပါတယ်တနေ့ကို9နာရီကနေ9နာရီရအောင်အိပ်ပေးဖို့လည်းလိုအပ်ပါတယ်ပြီးတော့မိသားစုတွေအပေါင်းအသင်းမိတ်ဆွေတွေနဲ့စကားများများပြောပြီးတော့ social dealing လေးတွေကောင်းအောင် communication လေးတွေကောင်းအောင်လုပ်ပေးဖို့အရင်ရေးကြည့်ပါတယ်အားလုံးကျေးဇူးများတင်ပါတယ်ဒီဗီဒီယိုလေးအဆင့်လေ့လာမှတ်သားဖို့လေးရမယ်လို့ထင်ပါတယ်ခင်ဗျာ